အမိုက်ကိုလက်နဲ့မကျုံပဲမျက်နှာနဲ့ကျုံသလားတောင်ထင်ရတဲ့စီပင်သားရစကားနဲ့မြင့်မြတ်သူများယောက်ျားကိုလူမိခင်ကိုပြန်ပြောတဲ့စရုပ်နဲ့ယတနာဘိုအယက်သမားအချောင်နေချောင်စားအဖြစ်ပြည်ပြင်းလို့ဆူရတဲ့သားနဲ့ချွေးမထောင်တဲ့ရောက်နေတဲ့နေမျိုးအောင်ကေပေးမရောက်ရင်ပြန်လွှဲမပေးတတ်တဲ့ပရဟိတမိခင်ကြီးခိုင်နှင်းဝေတို့ဟာရတင်ရထိုက်ပါရဲ့လားမြန်မာရုပ်ရှင်နုပညာရှင်တွေတဲကအကယ်ဒမီပေးတင်ပေးထိုက်သူတွေဟာတော်တော်များများရှိနေတဲ့အတွက်ကျွန်တော်သာအကဲဖြတ်ဝင်ဆိုရင်ရွှေစင်ရုပ်တုရာချီလုပ်ပြီးပေးပစ်ချင်မိတယ်တရုတ်ဆောင်တွေတိတ်ကောင်းကြတာကိုရစေချင်တဲ့သူတွေတဲ့ကိုရာဇာကြီးလဲပါတယ်ကိုရာဇာဆိုတာရာဇာနေဝင်းပါအာနာသိန်းကာလအစောပိုင်းကကိုရာဇာကြီးလက်တိလက်မောင်းတန်းပြောခဲ့တဲ့စကားတွေများတိတ်မိုက်တာကျွန်တော်တို့ဘယ်တော့မှမကျေနပ်ဘူးဘယ်တော့မှကြောက်မဲ့ကောင်တွေမဟုတ်ဘူးအနုပညာသမားကိုဘယ်တော့မှမချင်းချောက်နဲ့ဘယ်တော့မှမကြောက်ဘူးတဲ့ကိုရာဇာကြီးရဲ့စကလုံးတွေမန်ပါလုံးလို့ကျွန်တော်တောင်ကြည့်နေရင်လန့်ပြီးဖုန်းတောင်ပြုတ်ကြတဲ့အဲ့ဒီတုန်းကကိုရာဇာတို့အနုပညာသမားတွေစုဝေးပြီးတောင်းဆိုတာဗါတဲ့ခမည်းတော်လိုချင်တာအားလုံးယူသွားလို့ရပါတယ်အမေစုနဲ့တိုင်းပြည်ရဲ့အနာဂတ်ကိုတော့ပြန်ပေးကြပါလို့မေတ္တာရက်ခံအပ်ပါတယ်တဲ့အိုးချက်တီးများတောင်ထမိခဲ့တယ်ကိုရာဇာကြီးဆက်ဖြေခဲ့ဘူးတယ်ကျွန်တော်တို့ကဒီမိုကရေစီပုံစံနဲ့ပဲ10နှစ်လောက်နေခဲ့ပြီးဆိုတော့စစ်အာဏာရှင်အောက်မှာဘယ်တော့မှမနေတတ်တော့ဘူးတဲ့ဒါမှကိုရာဇာကွာပေါ့ကိုရာဇာကြီးမနေ့ကအကယ်ဒမီပေးပွဲမတက်လောက်ဘူးထင်ပါရဲ့ဒါနဲ့သူ့ Facebook မှာများဘာတင်ထားမလဲသွားကြည့်တာရန်ကုန်နဲ့တလကတော့စုံသွားပြီးမင်းနဲ့ဦးကရောတဲ့